သူစမ်းမယ်တသားကြော်ယူမယ်guys မိပါဒီနေ့ကျွန်တော်ဒီ travel tour ကအင်ဒိုနီးရှားဧည့်သည်ရရပါတော့အားနဲ့ကျွန်တော်နဲ့စကားတွေပဲပြောပြနေကျွန်တော်ကငါတို့နိုင်ငံမှာပေါ့နော်အခုမင်းတို့နိုင်ငံရန်အင်ဒိုနီးရှားကြက်ကြော်အရန်နာမည်ကြီးနေတယ်ပေါ့နော်သူကနေပြီးဟာပေါ့နော်သူတို့မထင်ခဲ့ဘူးပေါ့အဲ့တော့သူတို့အစားတောက်ကတနိုင်ငံမှာအဲ့လိုမျိုးကွာပေါက်နေတယ်ဆိုသူတို့မသိဘူးပေါ့နော်ကျွန်တော်ကပြောပြလိုက်တယ်နဲ့အဲ့လိုပြောရင်းနဲ့သူတို့ကကောင်းတယ်ပေါ့သူတို့အစားစားလိုနိုင်ငံပေါက်တာပေါ့နော်ကျွန်တော်တို့အစားစားကိုပေါက်လာဆိုကျွန်တော်ကအဲ့လောက်ကြီးတော့မပေါက်ဘူးပေါ့နော်ဒါပေမဲ့တချို့နိုင်ငံသားတွေ never ပေါက်တော့တီးတာရှိတာပေါ့နော်နဲ့ကျွန်တော်စုံရင်းနဲ့အခုလည်းဧည့်သည်နဲ့မြောင်တုံးရောက်နေဧည့်သည်ကလည်းမြောင်တုံးမှာတခြားဆိုင်မှာစားရပါတော့အဲ့တော့ကျွန်တော်ကလည်းကျွန်တော်ရဲ့ blog ကိုကြည့်နေတဲ့လူတွေကိုတကယ်အင်ဒိုနီးရှားကြက်ကြော်ပေါ့နော် line ပေါ်မှာနာမည်ကြီးနေတာဘာလဲဆိုတော့ကျွန်တော်အင်ဒိုနီးရှားဆိုင်အစ်စ်မှာတွားစားပါမယ်စားတော့ဆိုင်ရောဒီမှာပါနာမည်က Bali Holiday လို့ခေါ်ရပါတော့ဟာလာလည်းဖြစ်တယ်စားလို့လည်းအရန်ကောင်းတယ်ပေါ့ကျွန်တော်ခဏခဏတွားစားဖြစ်တယ် blog မရိုက်ပြတာရှိတာပေါ့နော်အဲ့တော့ကြော်ညာရတဲ့ flyer ပေါ့ကျွန်တော်အရန်ကြိုက်တဲ့မီနူကဒါလည်းရှိပါဒါပေမဲ့ဒီတစ်ခေါက်ကတော့ကျွန်တော်ပြောရတဲ့အတိုင်းကျွန်တော်ကြက်ကြော်စားပြပါမယ်။ဟုတ်ayam penyet ada? Ada. Ayam penyet satu, teh tarik satu. Ayam penyet satu, teh tarik satu ya. ဒီမှာနာမည်ကြီးနေတယ်အင်ဒိုနီးရှားကြက်ကြော်ဆိုတာပါ။ကျွန်တော်မှာရောက်ပါပြီဒီအစားအသောက်ကို ayam penyet လို့ခေါ်တယ်ပေါ့နော်ဒီက ayam ဆိုတာကဒီမှာကြက်သား penyet ဆိုတာကထောင်းတာထုတာအဲ့လိုပေါ့နော်စုံနဲ့လောက်တာအဲ့ဒါ penyet လို့ခေါ်အဲ့တော့ ayam penyet ပေါ့နော်ဒါနဲ့ပုံမှန်ဆိုရင်ငရုတ်သီးအစိမ်းကိုပေါ့နော်ငရုတ်သီးစိမ်းကိုသူကလှော်ပြီးတော့ထောင်းလာတာပေါ့နော်စားခဲ့ပြီးတော့ဒါပေမဲ့ဒီဆိုင်ကကျွန်တော်ငရုတ်သီးစိမ်းကုန်သွားလို့ပေါ့နော်ငရုတ်သီးအနီကိုပဲထောင်းပြီးတော့လုပ်ထားပြီးတယ်ကြက်သားကိုကြော်ပြီးတော့ထုလာတာပေါ့နော်ချက်တိုင်းလေးဆိုင်အဲ့လောက်ဟိုမဖြစ်ဘူးဒီငရုတ်သီးစိမ်းဒီအနှစ်နဲ့မှာပေါ့နော်နိုင်ငံတိုင်းမှာသူတို့အစားတောက်ရဲ့သူ signature လေးရှိတယ်အင်ဒိုနီးရှားဆိုတော့အများကြီးလို့မုတ်ချွတ်တွေအဲ့လိုထည့်စားတယ်လူကြီးနှစ်ကိုယူမယ်သူစမ်းမယ်အဲ့တသားကြော်ယူမယ်ဒီစိမ်းနဲ့မဟုတ်တော့အရန်တော့ authentic တော့မဆန်ဘူးဒါပေမဲ့လည်းအင်ဒိုနီးရှားအရသာစစ်တော့ပေါက်တယ်ပေါ့နော်အင်ဒိုနီးရှားကြီးလောက်ပြီးအင်ဒိုနီးရှားဆိုင်မှာသွားစားပြီးတော့ကျွန်တော်တခုပြတင်တာလေဒါဘာအရွက်လဲတော့မသိသလားတော်တော်လေးကိုကျွန်တော်တို့မြန်မာနဲ့ဆိုလေငပိနဲ့တူဆိုင်တော်တော်စားလို့ကောင်းမယ်အရွက်ဗျာဒီမှာလည်းစားလို့ကောင်းတယ်ကျွန်တော်တို့ဒီဂူသီးအနှစ်နဲ့ဒီဟာနဲ့လည်းစားရတယ်ပြီးတော့ဒီဆိုင်ကျွန်တော်ကြိုက်တာတခုကလေဆန်ဟိုပေါ့နော်တော့ကျွန်တော်တို့မြန်မာဆန်ထိုင်းဆန်ပေါ့နော်ကိုရီးယားဆန်ကိုညှက်မသုံးဘူးကြာတချို့ဆိုင်တွေဆိုရင်ထိုင်းဆန်နဲ့မြန်မာထိုင်းဆန်နဲ့ဒီကိုရီးယားဆန်ကိုညှက်ပြီးတော့ပေါင်းပြီးတော့ချက်တယ်ပေါ့နော်တို့အမျက်ကြံလို့ဒါပေမဲ့ဒီဆိုင်ကျတော့လုံးဝဆန်ကိုလုံးဝကျွန်တော်မြန်မာပြည်ကစားလို့ဆန်နေပေါ့နော်ဆိုတော့ဒီဟင်းတွေကကျွန်တော်တို့ကိုရီးယားလိုကောင်းချင်းဆိုင်စီစီကဲနဲ့ဆိုင်ဘလုံးမရတာမရှိတော့ပြီးမရှိဘူးဒီလိုမျိုးဟာတွေနဲ့စားမှာ authentic fight ပြရတာပေါ့နော်အဲ့ဒါတခုတော့ကြိုက်ပါတယ်စားရတာကြောင့်ဟာလာဆိုင်ဖြစ်တဲ့ကြောင့်မလို့ပြီးတော့အင်ဒိုနီးရှားကလည်းအစ္စလာမ်ဘာသာကိုအများကြီးကိုးကွယ်လို့ကြောင့်မလို့ဒီဆိုင်မှာပေါ့နော်ဖျားဝတ်ပြုတဲ့ကံပေးရအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်မလို့ကြီးရဲ့လူတွေပဲလေကျွန်တော် service တော့မယူတိုင်းတော့မှကိုရီးယားကိုလာရင်မြောင်တုံးရရင်ပေါ့နော်ဖျားဝတ်ပြုခြင်းဒီဆိုင်မှာဝတ်ပြုလို့ရတယ်ပေါ့နော်စားပြီးလို့အမောဖြေကော်ဖီတောက်လုံးပဲရှိသေးတယ်ဧည့်သည်ကပြီးွားပြီဆိုတော့ကျွန်တော်လစ်ပါတော့မယ်အဲ့တော့ကျွန်တော်ရဲ့ blog ကြည့်ပေးတဲ့အတွက်လည်းအားလုံးကျေးဇူးပါ